ပြီးနိုးလာခဲ့တဲ့အိမ်မဆိုးတွေနဲ့ငါမဲ့တဲ့အိမ်မထဲမှာငါကိုငါပြတာနဲ့ထိုးနေတဲ့ဘဝရဲ့ချိုးပေးတဲ့မှာစောင်းလာခဲ့ဆိုတာလဲကြိုးကြီးစဲချီလန်းနေရှေ့ကိုတိုးနေလဲကောင်းကင်ကိုချီတော့မိုးတွေမဲ့စကားလုံးပြူတွေပေးစင်မှန်မှုဆိုတော့ရှာတော့တစ်ခုလေးမတွေ့ငါနေတဲ့မြင်းညံမျိုးပြပွဲဆိုနေစင်ဓာတ်တို့မှုတွေဖြစ်တဲ့ဗရာသာခုတွေမတွေ့တိုက်ခိုက်မဲ့ကောင်းတွေသွားလို့စုနေသေးရက်ကွက်တဲ့ထွက်ကြည့်လိုက်တဲ့ကိုယ်ကြီးရဲ့ပြားတွေဒူးနေတဲ့ခါတွေခုန်နေခဲ့မထင်ထားတဲ့ကောင်းကမျက်နှာဖုံးတွေနဲ့ရိုက်ဖို့တုပ်တွေနဲ့ပဲကောင်းကဘက်လိုမုန်းနေလဲအသိတယ်မင်းတို့မုန်းနေလဲမင်းပြည်နေရမယ်ပြုံးနေပဲရှုံးနေတဲ့ကရလည်းမခံနိုင်စိတ်ကမတော့မရှုံးနေခဲ့ဘဝကကတ်ဆိုးတွေများလာအဲ့တော့နှက်ဆိုးတွေကြားမှာဝိုင်းထိုးတဲ့လက်ညှိုးတွေများစွာမလို့ဘူးလက်ရှိုးရင်ပြတ်တယ်ဘာဖြစ်ဖြစ်ဆက်တိုးနေရမှာဘဝကသက်ဆိုးရှိပါမလားမတွေးဘူးရင်ဆိုင်စမ်းမှာကတ်ဆုံးနေထားမှာနေခဲ့ဘူးတဲ့မန်းလေးမြင်းညံမြုံနဲ့ရှမ်းပြည်မြောက်ပိုင်းမယ်ချင်းလဲတဲ့ခောက်တိုင်းမယ်ငါကြုံခဲ့ရတဲ့ဘဝကမှောင်မိုက်တယ်ငါစိတ်ကိုကြောက်ခိုင်းတယ်အဲကြောက်တဲ့စိတ်မဖောက်ခိုင်းမယ်သွေးတို့ချေရချင်းရှောက်တိုင်းတာကလေးတို့မင်းတို့သွားစမ်းမှာဝေးကိုချုပ်ချီမှုငွေချင်းနဲ့ဖြတ်ရင်လောဘတွေပြောင်းလဲလို့သွားမှာယူသားမှုလိုက်ရှာနေငါကောင်မင်းပဲခေါင်းခဲလို့သွားမှာချိန်နေတောင်းမဲ့လို့အားနာဖြည်းဖြည်းနဲ့ပြောင်းလဲလို့သွားတာငယ်ပေါင်းနဲ့ရှိတဲ့စိတ်တွေမတူဘူးလုံးမပေါင်းလို့မရတာလမ်းကြီးရဲ့ကျန်းလို့တောက်တွေစူးပြင်းမဲ့လဲကြောက်လို့မှောင်နေဘူးတရားမတောက်လေယူတဲ့ຢာကသက်ရှင်တန်မဲ့ခေါင်းတွေတစ်ခုခုစိုက်တာကိုရသိရတယ်လက်ကားတွေပန်းတော့ပေါက်နေဘူးလမ်းတွေပြောင်းနေဘူးတဲ့ခုတော့လမ်းတွေဖောက်နေမှုအခုဒီလမ်းတွေဖောက်ပြီးကြိုက်တာလုံးနေခဲ့ငါဆိုတဲ့ပိုက်တွေပုံနေလေယုံကြည်တဲ့ညီကိုတွေနဲ့လိုက်ကပြုံးနေစေမိုက်တမဟုတ်ပင်မဲ့မိုက်လာအောင်လုံးနေခဲ့ငါနှုတ်တွေရေးခဲ့တဲ့ငါစာသားတွေတိုင်းငါပြီးလဲဟုတ်နေခဲ့အဲ့တော့မုန်းနေတယ်တွေ့ခဲ့ဘူးလားပေါ့ brain ဝက်လောက်တဲ့ကောင်းနေနဲ့စကားတွေပေါင်းနေဖွဲ့3ရက်ကျော်စီးဆွဲပြီးတော့ကြောင်နေခဲ့တဲ့လောက်အင်းတွေကငှက်လို့လွတ်လပ်မှုကိုတိုင်းမဲ့နောက်ချိန်ဖွဲ့တုပ်ဆိုင်ကမီးသီးလို့လီးပဲဘဝဖြည်းဖြည်းရောင်းမိန်ခဲ့ရခဲ့တဲ့တွေ့ကြုံတိုင်းသင်ခန်းစာဖြစ်နေမှတ်ယူတတ်တာဘဝနဲ့ဆန္ဒလိုက်ရောညီတွေ့အောင်လက်ထက်လူချက်ခါတခါလေးတက်ရှင်ဖို့တဲ့လှုပ်တဲ့လောက်ကတက်ရှူချက်တာသိဖို့တဲ့ ready ဖြစ်ရင်သိမင်းနဲ့လူ ready ဆက်မှာလောကကိုစိတ်ကုန်ဖို့လိုအပ်တာယုံကြည်မှုအသေးမှစောင့်ပဒနာတွေတွေ့ပြီးတော့ရှင်နေမခုံရင်ဘူးခုနဲ့လုံးနဲ့ပုံမြင်ရတဲ့ဖြစ်မှန်ကိုပဲယုံရင်သူမယုံရင်ခုမှဖြတ်တန်းမှုတဲ့ live ကိုတုံ့ပြန်ယူပြီးပုံရင်စုမှာပြောမယ်ခုံဝင်လူခွေစီးရကောင်းလေးနဲ့လည်းမစုံရင်ဘူးလူပါလာဝါတဲ့ကောင်းလေးနဲ့လည်းထပ်ပြီးမချုံရင်ဘူးဒါကြောင့်လက်ကလေးကိုထထောင်ပြီးထွက်လာခဲ့တဲ့စုံမြေခုစိတ်ထွက်ပေါက်ရရင်လိုက်ရှာတဲ့ဂီတကငါရဲ့ကိုယ်ဝင်မှုငါကိုပါလေ